ရှုံးမလာပေမယ့်ယောက်ျားလေးတွေသဘောကျလာအောင်ဆွဲဆောင်နေငါမျိုးယောက်ျားလေးတွေကလှပတဲ့မိန်းကလေးကိုမှရွေးကြိုက်ကြတာမဟုတ်ပါဘူးတချို့မိန်းကလေးတွေရှုံးမလာပေမယ့်ကောင်လေးချောချောလေးတွေကိုပိုင်ဆိုင်ထားတာမြင်ပူကြပါလိမ့်မယ်ဒါသူတို့ရဲ့ဆွဲဆောင်မှုကြောင့်ပါဒီနေ့မှာတော့ယောက်ျားလေးတွေကြိုက်လာအောင်ရုပ်ရည်နဲ့မဟုတ်ပဲဘယ်လိုဆွဲဆောင်ကြမလဲဆိုတာပြောပြပေးပါမယ်နံပါတ်1 smart ကြအောင်ဝတ်စားတတ်သူမိန်းကလေးတွေအနေနဲ့ရှုံးမလာရင်တော့ခန္ဓာကိုယ်နဲ့လိုက်ဖက်ပြီးနှုတ်ပြအောင် smart ကြအောင်ဝတ်ဆင်တက်ရင်ဆွဲဆောင်မှုရှိပါတယ်။နံပါတ်2ယုံကြည်မှုရှိပါရုံးရည်မချောမလာပေမယ့်ကိုတိမ်ငယ်မနေပဲယုံကြည်မှုအပြည့်နဲ့နေထိုင်သွားလာတဲ့အခါတခြားသူတွေအမြင်မှာလည်းချောမောလှပလာပါတယ်။နံပါတ်3တန်ရှင်းမွေးကြအောင်နေပါမိန်းကလေးတွေကမလာရင်တော့အဝတ်စားပြောင်ပြောင်ရောင်ရောင်ဖြစ်ပြီးလက်တွေခြေထောက်တွေကဖြူဖွေးတန့်ရှင်းနေရင်ဆွဲဆောင်မှုရှိပါတယ်။နံပါတ်4ဝင်ငွေကောင်းတဲ့အလုပ်ရှိတာလှဖို့ဆိုတာလေပတ်စံရှာနိုင်မှရတာမို့ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုရှိဖို့ကလိုအပ်ပါတယ်။ဝင်ငွေကောင်းတဲ့အလုပ်ရှိတဲ့မိန်းကလေးတွေဟာပြည့်စုံတဲ့သူတွေမို့ကိုရောင်ကိုဝါတောက်ပပြီးလှပလာစေတယ်။နံပါတ်5မာနထားပါချစ်သူကိုဘလောက်ပဲချစ်ချင်ရှိတဲ့မာနထားပါသူကမဆက်သွင်းရင်သင်ကလည်းမဆက်သွင်းနဲ့သူကထားသွားခဲ့ရင်အသေးကွဲမပြနဲ့မခံစားရတယ်လို့မျိုးခက်ချီချီနေပါယောက်ျားလေးတွေကမာနရှိတဲ့မိန်းကလေးကိုလက်လွတ်မခံနိုင်ကြပါဘူး